perfume review video တွေကြည့်ပြီးဝယ်လိုက်တဲ့သူတိုင်းဒီအမှားတော့ကြုံဘူးကြရမလားအားလုံးပဲမင်္ဂလာပါ YF Fragrance ကနေကြိုဆိုပါရစေဒီတစ်ခေါက်ကတော့ experience sharing ပေးမှာပါအဲ့ဒါဘာလဲဆိုတော့အခုမှရေမွေးစသုံးမဲ့သူတွေလုံနိုင်တဲ့အမှားတစ်ခုရှိတယ်ကျွန်တော်ကိုယ်တိုင်လည်းအမှားလုပ်ခဲ့ပူတယ်ဘာလဲဆိုတော့ပထမအဆုံး social media ပေါ်မှာ review ကောင်းနေတဲ့ perfume video တွေတွားကြည့်တယ်ပြီးရင် TikTok မှာ trending ဖြစ်နေတဲ့ perfume တွေတွားကြည့်ရနောက်တော့စိတ်ဝင်စားပြီး comment တွေဝင်ဖတ်တယ်ဖတ်ပြီးတော့ဒီအနက်ကတော့ငါကျင်းသေးပေါက်ကြိုက်မှာပဲဆိုပြီး full body မှာချလိုက်တယ်အဲ့တော့နောက်နေ့ full body ရောက်တဲ့အချိန်မှာပထမဆုံး experience ဖြစ်တာကြောင့် box ဖွင့်ရတာလည်းပြောတယ် plane တွေကင်ထားရတာလည်းပြောတယ်နောက်အနက်လေးစမ်းကြည့်လိုက်တော့လည်းမစိုးငါကြိုက်တဲ့အနက်လို့တော့ထင်လိုက်တယ်ဒါပေမဲ့2ရက်3ရက်မြောက်နေလောက်လဲကြောက်တခုခုမှားနေပြီဆိုတာစခံစားလာတယ် review video တွေမှာပြောနေသလိုမျိုးကျွန်တော်တို့ကမခံစားနေရအောင်ဆိုတော့ကျွန်တော်နားလေလိုက်တာတခြားလူတယောက်ဒီအနက်ကိုကြိုက်တယ်ဆိုတိုင်းကျွန်တော်တို့ကလိုက်ကြိုက်လိမ့်မယ်လို့မဆိုလို့ဆိုတော့ကျွန်တော်တို့ perfume ဆိုတာ best perfume ဆိုတာလည်းမရှိဘူး expensive perfume ဆိုတာလည်းမရှိဘူး trending perfume ဆိုတာလည်းမရှိဘူးကိုယ်နဲ့ like ဖက်တဲ့ perfume ဆိုတာပဲရှိတယ်ဥပမာ Blue Edition နဲ့ EDP ကလူတစ်ယောက်အတွက် signature scent ဖြစ်နေနိုင်ပေမဲ့တခြားလူတွေအတွက်ကတော့ပုံမှန်လည်းဖြစ်ချင်ဖြစ်နေနိုင်တယ် stronger wood ကိုလူတချို့ကကြိုက်တယ်လူတချို့ကလုံးဝမကြိုက်ဘူးဘာကြောင့်လဲအဓိက perfume ကအနက်တစ်ခုပဲမဟုတ်ဘူးသူ့မှာ body chemistry ရှိရယ် weather changes ရှိရယ် skin type အမျိုးမျိုးရှိရယ် lifestyle အမျိုးမျိုးရှိရယ်ဆိုတော့ recommendation တောင်းတာကောင်းတယ် review video တွေကြည့်တာကောင်းတယ်ဒါပေမဲ့ဘယ်သူ reviewer မှာခင်ဗျားတို့ရဲ့နှာခေါင်းကို 100% ကိုစားမပြုတ်နိုင်အဲ့ဒါကြောင့်အခုနောက်ပိုင်းကျွန်တော်ကိုယ်တိုင်လည်း perfume ဝယ်မယ်ဆိုရင် full bottle မဝယ်ခင် decant ဝယ်ပြီးအရင်စမ်းကြည့်ကိုနဲ့လိုက်ရဲ့လား projection ကြိုက်ရဲ့လား dry down အဆင်ပြေရဲ့လားကိုရောရေရှည်သုံးပြမှာလားဒါတွေအကုန်လုံးကိုစမ်းကြည့်ပြီးမှ full bottle ဝယ်ဖို့ဆုံးဖြတ်တယ်နောက်တစ်ခုကရေမွေးလောကမှာငွေကုန်တာတက်ဆိုတာတစ်ခုရှိတယ်ဘာလဲဆိုတော့ကိုမကြိုက်တဲ့ perfume ကိုကိုကြိုက်နေတယ်လို့ဟန်ဆောင်ပြီးသုံးပြနေတာအဆိုးဆုံးပဲဆိုတော့မိတ်ဆွေကိုအကြိုက်ကိုရှာပါ trend ကိုမဝင်နဲ့ experience ဝယ်ပါ Okay နောက်ထပ် video တွေနဲ့ပြန်လာခဲ့ပါမယ် Your sense is your standard